1338ခုပစုံလပြည်ကျော်17ရက်1996ခုမေလ12ရက်ဆယ်သိန်းဖကံမြို့ဖောင်ပါကြီးရွာအုပ်စုဆယ်သိန်းရွာအခြေခံပညာမူလတန်းကျောင်းတွင်မူလတန်းစဉ်ကျောင်းသားကျောင်းသူများရဲ့မြမဆိုင်ပညာနှင့်အဆိုအကပညာများကို996ခုမတ်လ15ရက်နေ့မှဟုံးမလင်းမြို့မှဆိုင်းဆရာကြီးဦးစန်းမောင်အကကြီးပြဆရာမဒေါ်တင်တင်မိုးတို့မှတင်ကြားပြသပေးတဲ့မြမဆိုင်ပညာနဲ့အဆိုအကပညာသင်တန်းကိုယခုလိုမှတ်တမ်းတင်ကြီးရွာရောက်တာအဖွဲ့များဆရာဆရာမများရဲ့ဥဆောင်မှုရဲ့အောက်မှာယခုလိုတင်ကြားပြသထားသောပညာများဖြင့်ဧကံဖြော်ပြပါတော့မယ်ခင်ဗျာဆယ်သိန်းရွာမှအဖဦးတောင်းရွှေအမိဒေါ်ဝင်းစိန်တို့ရဲ့သားစတုထထန်းကျောင်းသားဘောင်ဆန်ထီးကတော့ကြီးဝိုင်းကိုတာဝန်ယူလို့ပညာသင်ထားတာဖြစ်ပါတယ်ခင်ဗျာသူ့ရဲ့ကြီးဝိုင်းပညာကိုဆက်လက်တော့မှနားတော်တာဆင်ကြည့်ကြပါဦးလို့ခင်ဗျာအဖအမီဦးတင်စိန်အမိအမီဒေါ်မဦးရဲ့တာတတ္တရာရန်ကျောင်းသားမောင်အောင်အောင်ရဲ့ကြီးဝိုင်းပညာကိုဆက်လက်ရှုစားကြပါစို့ခင်ဗျာဆယ်သိန်းရွာအဖအမီဦးတက်လုံးအမိအမီဒေါ်မခန်းတို့ရဲ့သားစတုထထန်းကျောင်းသားမောင်ကျော်အောင်ရဲ့မောင်ပညာကိုဆက်လက်ပြီးမှရှုစားကြပါစို့ခင်ဗျာဆယ်ရင်းကြီးရွာရဝတ္တဥက္ကဋ္ဌဦးချစ်မောင်ဒေါ်စိန်ကြီးတို့ရဲ့တာစတုထထန်းကျောင်းသားမောင်နိုင်ဝင်းရဲ့မောင်ပညာကိုဆက်လက်ရှုစားကြပါစို့ခင်ဗျာဆယ်သိန်းရွာဦးချစ်တင်ဒေါ်မတောင်းတို့ရဲ့သားတတ္တရာရန်ကျောင်းသားမောင်ညံဝင်းရဲ့ဒိုးကြောင်လက်တံများကိုဆက်လက်ရှုစားကြပါစို့ခင်ဗျာဆယ်သိန်းရွာဦးတာအေးဒေါ်တင်ထွေးတို့ရဲ့သားစတုထထန်းကျောင်းသားမောင်စိုးဝင်းရဲ့ဒိုးကြောင်လက်တံများကိုလည်းဆက်လက်ရှုစားကြပါစို့ခင်ဗျာဦးကျော်ရွှေဒေါ်နန်းကျွယ်တို့ရဲ့သားစထမတန်းကျောင်းသားမောင်ကျော်လွင်ရဲ့အော်ဂင်လက်တံများကိုလည်းယခုလိုကြည့်ရှုကြပါအောင်စို့ခင်ဗျာ
ဦးသိန်းမောင်ဒေါ်ထွေးစိန်တို့ရဲ့သားဒုတိယတန်းကျောင်းသားမောင်မိုးစော်ရဲ့လက်ကွင်းစီတို့ကိုလည်းယခုလိုကြည့်ရှုအားပေးကြပါဦးခင်ဗျာဦးငွေညိုဒေါ်အေးစုတို့ရဲ့သားစတုထတန်းကျောင်းသားမောင်စိုးအောင်ရဲ့စီးပွားကိုလည်းဆက်လက်ရှုစားကြပါဦးခင်ဗျာ
ရာရဲ့ကျေးဇူးတရားချစ်တာတီးပါပြီဆရာရိပ်ပူတဲ့ကျွန်တော်အကျော်နှုတ်ကရတဲ့တရားအရွယ်ရောက်လာချိန်မှာပညာရှိအရာပါလားဆုံးမဲ့အုံမိုးရှိခိုးပါဒီပါဆရာရဲ့ကျေးဇူးတရားချစ်တာနာလဲပြီအဖေရိုက်ပူတဲ့ကျွန်တော်အကျော်နှုတ်ကရတဲ့တရားအရွယ်ရောက်လာချိန်မှာပညာရှိဦးပါလားမြတ်မြတ်မိုးတော်မကစမကုန်နဲ့ကျေးဇူးတရားအဖေချစ်တာနဲ့အမေရဲ့ချစ်တာအာဇရိယဆရာသမားပညာရှိရပါလားစုံနဲ့အုံမိုးရှိခိုးပါမိဘဆရာရဲ့ကျေးဇူးတရားချစ်တာတီးပါမေစုထားတဲ့အငယ်တန်းစီဘဝသူ့ဘူးထဲကငွေတပြားနဲ့သူချစ်တာပညာသင်ပေးခဲ့တာရှိခိုးပါ၏မိဘဆရာရဲ့ကျေးဇူးတရားချစ်တာနာလဲပြီအဖေရိုက်ပူတဲ့ကျွန်တော်ကျော်နောက်ကရတဲ့တရားအရွယ်ရောက်လာချိန်မှာပညာရှိဦးပါလား